哈，欧里，你记得欧里不？ဒီစနေဒီစဦးလေးခေါ်ကြလားဟမ်လူကြည့်တော့ဘိုးဘိုးရဲ့အဖေအရွယ်လောက်ရှိတဲ့ဟာ ဘယ်လိုဘိုးဘိုးလဲဟုတ်တာလေးစားသမှုနဲ့ခေါ်တဲ့ဟာကို လေးစားတမှုနဲ့ ဟာရကြည့်ရတာဂွင်ကြီးမိထားတယ်ထင်တယ်ဟောဒီတောက်လို့ပါ ဟာမဆိုင်ဘူးလေခွင်းအကြီးကြီးမိစရာမလိုဘူးခွင်းအကြီးကြီးမမိလေကိုတည်းကတောက်နိုင်စားနိုင်တယ်ဟဲ့ငါမိမအလုံးနဲ့ခိုင်းနေလေကွာ မင်းတို့ကြောက်လဲကုသကံကောင်းအောင်နော်ဘာတောက်လုံးမလုပ်ဘဲနဲ့တောက်နိုင်ကနိုင်စုံနိုင်မှုန့်နိုင် ဘလို့မှုန့်နေရပဲပါလားဘလို့မှုန့် ဆက်လေ မင်းတို့ဆက်လိုက်ခဲ့တယ် အေးအဲ့ဒါတဲ့နေဟိုတာနီလန်းလေးပါလို့ရှိရင်ငါပြုံးကွာ နီလန် အေး မင်းရလေတောက်နိုင်စားနိုင်လေဆိုတော့နီလန်အသိတတ်မရှိဘူးလေကွာ ဟော ဒါမိမရှေ့ရောက်ရင် तू ပြောတာကိုနားထောင်ပေးလိုက်မိမကိုကြောက်ချင်အောင်ဆောင်းပေးလိုက် ဟော မင်းစကားပုံတော့ရှိသေးရဲ့လေဟိုကဗာလဲမိမစကားကိုနားထောင်တဲ့လူကဘယ်တော့မှထမင်းမငတ်ဘူးတဲ့မကြောက်ဘူးလား မကြောက်ဘူးလား မကြောက်ဘူးလေပြန်လိုက်တော့လေ မဟုတ်ဘူးလေလာရင်ကိစ္စလေးတော့မပြောရတယ်နည်းနည်းလေးဟိုတာနီလန်းလေးပါလေအဲ့နည်းနည်းလေးပတ်စံလေးပါလေးများချီးလို့ရမလားလို့ မရှိဘူးငါပတ်စံမရှိရုပ်ပိတ်ချိုးတာပတ်စံမရှိ လို့ပါဘောမင်းရလည်းငါကေတီလို့ရှိသွားခြင်းလို့ပါမင်းရလည်း ဘူးဟုတ်လေကြံတောက်ချင်တာမလား အေးလေအဲ့ ခေတ္တပြောစီ तू ကဆရာမလို့လားဒီမှာတောက်လေမင်းနိုင်ငံခြားအရက်တွေဆိုရင်ဈေးများများပေးရတယ်ကွာအဲ့လိုဈေးများများလေးမပေးရဘူးမနေ့မိုးတိုင်းလေခေါင်းတွေပါတယ်ကြိုက်တာမရှိဘူးအဝင်လေးကောင်းတယ်ဟမ်အစင်ထောက်လိုက်လမ်းနဲ့ရွှင်လန်းစမ်းကြည့်ဟဲ့ တော့ ဘာဖြစ်လို့ ငါအဲ့လိုမတော့ဘူးမင်းအရက်တော့တယ်ဆိုတာကမင်းအစော်လေးတွေကိုကြည်အမတေးချအဲကိုဟောဆိုတာအဲ့လိုမျိုးတော့တန်းကိုမစွန့်နိုင်တာနောက်မှအဲ့လိုမျိုးထိုင်တော့ရတဲ့အရာတော့လိုချင်တာ ဟာ